ပါဦးရဲ့ဘိုးတောင်းပါပါရဲ့ဘိုးတို့ထိခိုက်ကောင်းနေလို့နော်ဦးနော်အရှင်လျှော့လိုက်ပါနော်ဘိုးနဲ့ဝေလို့တေးရမှာတဲ့ဒီလမ်းမောင်းကိုပျောက်သွားတာကောင်းဆုံးပဲဦးရဲ့အချစ်ကိုယုံပါတယ်။ဒါပေမဲ့ကျမကနွေးလဲမှာရွာမိသွားတယ်။မိုးပြေးလေးလိုပဲ။ဦးရဲ့အချစ်ကိုမှားယွင်းစွာထိတွေ့မိသွားတာပါ။မင်းပါအောင်ဘိုးစကားတွေပြောတာဝါသနာမပါဘူးငါနာမည်ငမိုင်းခင်ဗျားပတ်စံချီးရတယ်ဥမောင်လည်းတွတ်လိုက်လက်ဆက်တော့ပတ်စံပေးဘာမဆိုလုပ်တယ်ငမိုင်းဆိုပါလားကွာကြားဖို့ရတော့ကြားပါ့ကွာအကြောင်းသိနေနဲ့ပေးစရာရှိတာပေးလိုက်ငါသွေးထွက်တန်တယ်မမြင်ရတယ်ကြားမလို့ဆိုတောမာပြီးရောက်လာရင်ကြောင်စိုးတတ်တာပဲရှိတယ်မင်းတခင်ကိုပြောလိုက်အကျွေးဆိုတာစက်မရငါစိတ်ပါရင်ပေးမယ်လောလောဆယ်ကစိတ်မပါမလစ်လိုက်တယ်အဲ့ဒါတို့တက်စံနဲ့ချွေးထွက်အောင်လုပ်နေတာပဲမစိတ်ကိုရှော့ပါလို့မင်းငါစီမလေးတပည့်လုံးလားငါတို့တဲ့မေကိုပတ်စံနေအများကြီးပို့ပေးပါတွေးနေနေရပြီဆိုလမ်းကြောင်းမပြောင်းတော့ငါနာမည်ငမိုင်းယူထားလိုက်ဘယ်လိုလဲတီးလားကျမရဲ့အချစ်ဆုံးကျမရဲ့အသက်ကျမရဲ့တူးသေးတဲ့ချစ်သူလေးပါရှင် Happy anniversary ပါအမေခုနှစ်နှစ်လောက်ကြာတဲ့အထိကိုယ့်ပေါ်မှာချစ်တယ်မလျော်သေးလို့မို့ပတ်ခဲ့ကျေးဇူးများတယ်သူများ anniversary မှာလေဒီမှာတရားလက်ဆောင်နဲ့ကိတ်မုံလေးကိုမပေးနိုင်သေးတာပဲမကူနားလည်းပဲနော်ကိုကလည်းကိုကမိုးကြအဆောင်ကားကြီးတင်နှန်းစိတ်တွေအသုံးစိတ်တွေပါထောက်ပံ့ပေးနေရလေမိုးကြလေဘာမှမလုပ်ကိုရှိနေပြီးပြီဆိုစိတ်ချပါကိုမိုးကလေဒီလောကရဲ့မှာကိုကြောက်တယ်မချင်တာအခြားတရားဆိုတာတော့မှရှိမှာမဟုတ်ဘူးကောပြောနေဟိုဘယ်လောက်ထိချင်လဲမိုးရောက်ပါဖြစ်ငါတဝါးသာလောက်ချင်တယ်ဒါဆိုနည်းနည်းလေးပေါ့ကိုယ်နှလုံးကငါတဝါးသာပဲရှိတယ်ဟုတ်ပါပဲချစ်လိုက်ပါချစ်တယ်ဘယ်လိုဖြစ်ရလဲဆိုရဲကိုကြီးရင်တဲ့ကြီးကိုခွဲပြားမှယုံမယ်ဆိုရင်အမှဓာလာစင်းဆောင်တယ်နော်ရှိဒါအဖိုးကလည်းနော်โอเค
ငါပဲဟောဒါတော့ခုချိန်ကြီးပြောပြလိုက်တယ်နော်စိတ်စေးမခံစစ်တယ်စစ်တယ်โอเคဘိုင်ဘိုင်ဘာလဲဘာကြည့်လဲကဲကြည့်နေပြောတာကြီးလိုက်ခဲ့ဟဲ့မို့ဒီနေ့နင်တို့အနေမလားဘာအစီအစဉ်ရှိလဲဘာအစီအစဉ်မှမရှိပါဘူးဟဲ့နင်တို့ဟာကြီးရတယ်ဟဲ့နင်ဘယ်လိုမျိုးဒီကောင်ကိုဆက်တွဲနေရလဲအန်ဒီမှာလက်ဆောင်လည်းမပေးနိုင်အောင်သွားကျင်တဲ့နေရာလေစားကျင်တာလေအောင်လိုက်မကျွေးနိုင်သူညာ OTC နေဟာလူပင်ပန်းနေလို့ပါဟဲ့ငါတို့လက်ဆောင်တွေပါလည်းမလိုပါဘူးသူငါဘောဘလောက်တောင်ကောင်းပေးလဲဆိုတာနင်လည်းသိရတာလေငါဆိုသိမခံနိုင်ပါဘူးတော့ချို့တယ်နေဟာလောက်လိုက်စမ်းပါငါလိုမျိုးရေရှမ်းတဲ့ဘဲတယောက်လောက်ရှာလိုက်စမ်းပါဟာမရှာချင်ပါဘူးဘာဖြစ်ငါကိုချစ်တယ်လေမို့နင်ဖြစ်ချင်တယ်အောင်မြင်တဲ့ဘဝကိုရောက်ဖို့ဒီကောင်ကပန်မိုးပေးနိုင်မယ်လို့နင်ထင်နေရလားသူနဲ့တွဲလာတဲ့9နှစ်လုံးနင်ဘယ်တော့မှတင်းနေတယ်နေခဲ့ရဘူးလို့လေဟဲ့ဖုန်းတော်မှလေအခုဒီအစုပ်လေးကိုပြင်းလိုက်သုံးလိုက်နေငါဆိုတက်ရှူပါချက်မှာခါလေးကြရင်တော့ငါလည်းတခြားမင်းလေးလိုခန်းထားချင်တာပေါ့ဒါပေမဲ့လေအခုလက်ရှိဘဝကိုပဲခြေလှမ်းမှာပေါ့လေကဲထားလိုက်ပါတော့နော်ဒီနေ့ညတော့တော့မလိုက်ခဲ့နင့်အန်ဒီမှာပြောဖို့ငါပဲတာဝန်ယူတယ်မလိုက်ချင်ပါဘူးကိုလည်းချိန်မှာမဟုတ်ဘူးခါမလေးဒီငမွဲအောင်များခေါင်းနဲ့ထည့်ပြီးတော့စဉ်းစားနေသေးတယ်သူဒီညလည်းအိုဒီမလားနင့်ဖုန်းတော်ဆက်မှာမဟုတ်ဘူးလိုက်ခဲ့စမ်းပါဟာငါလည်းဒီညတယောက်တည်းမို့လို့ငါအမှုလေးအုံချင်လို့နော်လိုက်ခဲ့ပတ်စံကိစ္စလည်းမဟုတ်နဲ့ငါပဲကုန်ခံမှာနင်လူပဲလိုက်ခဲ့လိုက်နော်ပြီးတော့ပြီးအောင်လုပ်ပြရတယ်ပြီးတော့ခမရောက်ပေးခိုင်းတာရှိသေးတယ်ရောဥက္ကုံသားခမရောက်ပေးခိုင်းတာခမရောက်တောင်းတာမဟုတ်ဘူးလားကျမနဲ့ကမိတ်ဆွေတွေပါဒီပတ်စံတွေကိုကျမဦးစီကခဏကူညီတောင်းထားတာဘာလို့မလုံးမလဲနဲ့ကျုပ်ကလာရှင်းပြတာလေအဲ့လိုညနေကျုပ်ဒီမှာပဲစောင့်နေမယ်လေဟာဘာလို့လဲရှင်းလိုက်ဖို့ပြီးသွားပြီလေဥပုံစံကျုပ်ကိုညနေပါတခါလဲကြိုးမှားထားတယ်မလို့ဘူးကျမကလေဟာအဆောင်တန်းပြန်မှာမဟုတ်ဘူးတနေ့ကသွားဆက်ရှိသေးတယ်မင်းရမေးပဲပြန်ငါအလောက်ကမင်းကိုကြိုးပို့ပဲမလို့ဘူးကျမသွားမယ့်နေရာလေးဒီနားလေးတွေဘယ်နာပဲဖြစ်ဖြစ်ပြောပြီးပြီငါအလောက်ကမင်းကိုကြိုးပို့ဟာတကယ်ပါပဲစိတ်ရှုပ်လိုက်တာဟေးငမစင်ပြီလားဟုတ်ကဲ့သူတင်တန်းရောက်သွားပြီthank you ဒီကနေ့မြို့မှာခိုင်းရရှိတယ်ဘာလို့ surprise လုပ်ရှိအကျုပ်ပါလုပ်ပေးရမယ်ဟုတ်ကွာရှစ်ဒါမှလောက်တာလေရမ်းလာတဲ့မိုးတော့အလှဆုံးပန်းနေနဲ့ဖန်ဆင်းထားတဲ့ချစ်လက်စားရှစ်ဒီငါဘာဟုတ်လဲဟာ
ရှင်တို့လုံးဝမရကျမကိုချက်လက်ဆောင်ဟုတ်လားရှင်ကိုရှင်မှန်နဲ့ပြန်ကြည့်ပါလား ဟဲ့ဘာတွေပြောနေတာမင်းဘာပြောလို့လဲဒီပန်းစီကမင်းကိုဥပုံးသားပေးခိုင်းလို့ငါပေးပေးတာ အဲ့ဒါဆိုလဲကြို့ပြောပါလားဘာလို့အရန်လာတာလဲချက်လက်ဆောင်လာပြောနေရလဲ နည်းနည်းပါးပါမေးလေဟမ်ဟောဒီလိုပြောပြီးပေးပေးပါဆိုလို့ငါပေးပေးတာငါအသားထိတယ်လို့ဘူးမှကံမကောင်းဘူးမင်းမွန်းတော့ရော့ယူတက်ကောင်းဦးကြောင်ကြောင်နဲ့ဟယ်လို မို့အဆင်ပြေလားဥကိုယ်တိုင်မို့အကျိုးဖို့လုပ်ပြီးနေတာဒီမှာအစည်းအဝေးကမပြတ်လို့အဲကြောင့်တခြားလို့လွတ်လိုက်ရအမဥပေးလိုက်တဲ့လက်ဆောင်သဘောကျရလား ဘာလို့လက်ဆောင်နေပေးရလဲဦးရေအလကားတက်ပတ်စံနေအပူကုန်ပါတယ် လို့အဲပတ်စံစကားမပြောနဲ့ ဦးတော့ဟုတ်ပါမယ်မိုးတော့ကြတော့ တော်ပြီမပြောနဲ့ပါကြိုက်လားမကြိုက်တာပဲပြော စိတ်ပါတယ် โอเคရပြီအဲ့ဆိုရပြီနော်ညကြိုင်လာခေါ်မယ်ဒီနေ့တူစားမယ်ပြီးရင်ပြန်ပို့ပြီးမယ်စဉ်းသိလောက်ထားလိုက် ဒီမှာကျမကိုအဲ့ရှင်းလာကြရင်ရက်ပေးပါတငယ်ချင်းနဲ့ချိန်တာဟုတ်ကျမဒီပန်းစင်းကိုရှင်မသွားလို့ရပါလားရှင်းမရေးစားရှင်းသူ့ပေးလိုက်ပါကျမပေးပါတယ် ဥပုံးသားမင်းကိုပေးတာလေမင်းယူသွားမှငါတောင်းဝင်ကြည့်ပါပေါ့ပြီးမှမင်းကမကြိုက်တာလုပ်လိုက်လမ်းမှာလွတ်ပြချင်တယ်လွတ်ပြငါကိစ္စမဟုတ်ဒီမှာပြီးတော့ငါမှရေးသားမရှိဘူး ကိုရောက်နေကြပြီလား မကြသေးပါဘူးပန်းစည်းရပါလား အော်မိုးဆောင်တဲ့ငယ်ချင်းလေအဲ့သူမှထားတဲ့ပန်းစီကိုဝင်ယူပေးပါဆိုလို့မိုးကဝင်ယူလာကိုဘယ်လိုနေသေးလဲတက်တာရလား ကိုဘာဖြစ်လို့လဲကိုဘာမှမဖြစ်ဘူးလေဟိုမိုးပြောမယ်ဆိုရင်ဒီကိစ္စပါ ဒီမှာကိုကျွတ်မဆန်ပါဘူး ဒီလောက်ပတ်စံနေရည်ဟိုပဲရ အော်မိုးတငယ်ချင်းရှိတာချီးလာတာ ဟုတ်ရလားမိုးဒီခကြီးထဲမှာပတ်စံလာတဲ့ချီးဖို့ဆိုတော့လည်းကိစ္စပါ လွယ်တော့မလွယ်ဘူးပေါ့ကိုရဲ့तू က online shopping လုပ်တာလေतू ကဈေးရောက်မိုးကcomment ဖတ် reply မြန်ပြီးအောင်လေဘာမှမဟုတ်ပါဘူး ဟုတ်ပါကွာတင်းနေမပြီးခင်တဲ့အချိန်ကြီးကိုဒီဘာလုံးမှလုပ်စရာမလိုဘူးလို့ပြောထားတယ် မလို့ဆိုတော့အဲ့ဒါနောက်မှပြောပါကိုချမ်းမကြီးကအရေးကြီးရလေမနှက်ဖြန်ဆေးရုံသွားရအောင်နော် ကိုဘာမှမဖြစ်တာအမိုးလေဆေးရုံသွားရင်ကိုတို့ပတ်စံတွေလည်းကားသွားဖြုံးလို့ဖြစ်နေပါ ကိုကလည်းကိုကမိုးတို့ချိန်လုံးကြိုးစားပေးနေတယ်မိုးဘက်ကဒါလေးအောင်လုပ်ပေးခွင့်မရှိဘူးလားဟုတ်ပါကိုရဒါလေးကကိုညီခွင့်ပေးပါနော်နော်ကောနော်နော်လို့ အေးပါအေးပါ ဝေး ဟာဟယ်လိုဟိုင်ဘယ်နဲ့အဆင်ပြေလားဘူးအောင်ငါပေးလိုက်တယ်ပန်းစီကိုသဘောကျတဲ့ပုံပေါ်ရလား ကြိုက်ပါတယ်သူယူသွားတာပဲ ဟိုကငါလည်းတခြားတင်းနေကြတော့ဘလူးတွေဖြစ်တယ်မသိဘူးဒီနေ့မတွေ့ရဘူးဒီနေ့လူယူမှုတွေဖြစ်နေအာငါကြီးသားရေမှုလူပေါင်းထားခဲ့ဘူးလေဘာလို့ဖြစ်ကုန်မှန်းကိုမသိတော့မယ်မိန်းကလေးတယောက်ကိုဘလို့ချင်းကပ်မလဲဆိုဘက်စုံတောင်းတော့အမျိုးစုံစဉ်းစားရတဲ့ဟာသူနဲ့ကြောင်ကလေးတယောက်လိုပြင်ပြီးတော့ဘာမှမလုပ်တော့မကန်နဲ့ပြင်ပါရှေ့ဖို့လည်းတော့လောက်ပါအောင်တွေ့ကြုံရကြည်နေပါမျှဝေပါဦး အဲ့ကောင်မလေးကဥပုံးသားရဲ့
စပွန်ဆာဟုတ်ဘူးလားဘာလို့လောက်ခတ် ဟေးစပွန်ဆာဆိုလို့ तू ကစပွန်ဆာလို့သဘောထားရဲဆိုရင်စပွန်ဆာပေါ့ငါတို့သဘောမထားဘူးသူဟိုအမြင်ဆုံးမှာပွင့်နေတယ်ပန်းလေးအလှဆုံးပန်းလေးတစ်ခုလို့သဘောထားအဲ့မီဒီယာတစ်ပါးပေါ့ ကျုပ်ကရီးသားတဲ့တစ်ခါမှမထားဘူးတော့အခြေကြောင်းတော့ကြံမပေးတတ်ဘူးကျုံနဲ့လိုက်နေရတခုခုခိုင်းကုံလို့ပြီ အဲ့တောင်းကလာစူးဆိုပြီလား တည်ဖောင်ထဲမှာတော့မြန်မှန်းတက်မိစကားတော့သိမပြောရပါဘူးဒါပေမဲ့အကောင်တတိမီတစ္ဆာမရှိ ဟုတ်တယ်အဲ့ဒါငါမကြိုက်တာရိုးမလိုက်နိုင်လေရှင်းတော့ကြောင်းရိုက်ချိုးတရွတ်တိုက်ဆွဲခေါ်လာငါစီအောင်ငါကျိုးတို့ပါပိတ်ရပြီ စိတ်ကြခေါ်လာခဲ့မယ်ဒါပဲမလား ဟောခဲ့တယ်ဒီအောင်နဲ့ကျန်းတယ်ပြောတယ်ငါသတိတော်ထား ဘာမှရှိတယ်တစ်ချက်တောက်လိုက်အောင် โอเค ဒါနဲ့မနေ့ကညဟိုကောင်မလေးကိုတင်းတန်းသွားပို့အောင် ငါပြန်ပြောမယ် 9သိန်းပဲချိတာဟုတ်15သိန်းတော့ပေးလိုက်တယ်ဟာ တသေးရဆိုတာလေအရန်လာတဲ့ကောင်မလေးကိုချီးရဆိုတာမရှိဘူးရှင်ကြီးမြုပ်နေမှုပဲရှိတယ် ဘာအတွက်လဲ သူတို့လူချင်တာအတွက်ပေါ့ဟာပတ်စံပေးပြီးတော့ပတ်စံပြန်တောင်းမယ်လို့နင်ထင်လို့လား ငါလေဒီလောက်ပတ်စံနေအများကြီးကိုတစ်ခါမှမကင်ဘူးဟာငါစိတ်ထဲမှာလေတခုခုခံစားနေရတယ်လို့ပဲ အဲ့ဒါငွေရက်ဆိုတာပဲတတိတော်ထားနော်ငွေဆိုတာစိတ်ကိုပြောင်းလဲစေတယ် ငါပြန်ပေးမှာပါအခုကလေမဖြစ်မနေအခြေအနေမလို့တာငါဘက်ကရိုးသားပါလေ ဟာနင်ကလေယူးနေလားဘာလို့ပြန်ပေးမှလဲဟာဒီလောက်ချီမိဟာနေမို့လို့ပြန်ပေးဖို့စဉ်းစားတတ်တယ်နေစဉ်းစားကြည့်စမ်းပါနင့်ဘဲစီကနေပြီးတော့လေနောက်ထပ်အနှစ်20 30ကြာတာဒီလောက်ပုံမှန်တော့ကာရမယ်လို့နင်ထင်နေလားမစွမဘဘွားနဲ့ချိန်နဲ့မနေစမ်းပါနဲ့ဟာ ဒီကိစ္စကိုလေကိုသာသိရင်တော်တော်ခံစားရမှာ မပုတ်ပါနဲ့ငါဆိုရင်လေရီစာ3ယောက်ထားတာ3ယောက်တော့မရိပ်ဘူးယောက်ျားကြီးကိုလှည့်စားရင်ငါတင်ပေးမယ်စိတ်ချတာပါနင့်ဦးနဲ့ဘယ်နေ့ထက်တွေ့မှာ ဒီညညစာစားဖို့တော့ချိန်ထားတယ် ဒါဆိုချင်ရသေးရပဲ ဘာလို့လဲ ဘာလို့ရမှာလဲအခုနေ့မှာစပွန်ဆာရှိနေပြီအရင်လိုမျိုး PTP ဆိုနေလို့မရတော့ဘူးတော့မယ် ဟဲ့လေ တထေးရတယ်သူတို့ပေးရဲ့ပတ်စံကြောင့်ပို့ပြီးတော့လှလာအရင်ယူကြတာ ဘာဖြစ်လို့လဲဦး ဘိုးကရမ်းလာတော့မျက်တောင်ချက်ခက်ကြီးချက်ပြောတာခုဆိုးရီ ဦးကလည်းမုန်းရှက်တယ် ချက်ပါဘိုးချက်တာလေးကဥဒတော့ကြောင်ပြီးသူကလည်းရတယ်ဥတန်လည်းအနာတပါလို့ခံစား ဟုတ်လားနေရကိုဖုန်းဆက်တာပါဦး ဘိုးဘုံတိတ်မကောင်းတော့ဘူးဟောင်းတယ်ဦးတိတ်ဝင် ဟိုရပါတယ်ဦးရဲ့မိုးဖုန်းကကောင်းပါသေးတယ် မနေ့ကညဘုံတိတ်လို့ပို့ပေးလိုက်
ချိန်နေရလေအသက်ရှူပါချက်တဲ့တငယ်ချင်းရဲ့ ဘာဖြစ်လို့လဲဦးဘုံတန်းစိတ်တယ်မကောင်းဘူး မဟုတ်ဘူးအကောင်းလို့နေတာငါမလေးမပြတ်သားနိုင်တဲ့စိတ်အခြေအနေတွေဖြစ်နေပြီထင်တယ် ဘယ်လိုမျိုးလဲဟာ ငါကိုယ်အရန်ချစ်တယ်ဆိုတာသိကြတယ်ဒါပေမဲ့ငါတို့စီကမရဘူးလေခံစားချက်အတစ်တွေကိုဦးစီကရနေတယ်ဦးရဲ့အကြည့်ဦးရဲ့အပြောဦးရဲ့အမူအရာတွေအောက်မှာငါပြောင်းလဲသွားတယ် ဒီဦးဘုံတန်းကိုကြွေးနေပြီပေါ့ ဟယ်လိုကိုဖုန်းဆက်တဲ့ချိန်တော့လေမိုးဖုန်းကစပိတ်သွားတယ်တိုက်ဆိုင်နေတာကိုရဲ့မိုးပြန်ခေါ်မလို့ပဲဖုန်းအားသွင်းထားလို့ပါ ရပါတယ်မိုးဟိုလေမနေ့ပြန်ဆရာဝန်ချိန်တဲ့အချိန်ကနေ့လယ်ပိုင်းဖြစ်နေတော့မိုးတင်နေတိုက်နေတယ်ဆိုတော့ကိုလန့်ပြောတာ ဒါဆိုရင်မိုးတင်းတင်းလေးကနားလိုက်မယ်လေ ဟာမိုးကလည်းဘာလို့တင်နေနာမှာလဲဖက်ဆန်နေအများကြီးကုန်ခံထားရတဲ့ဟာကိုကိုတယောက်တည်းသွားလိုက်လဲရတာပဲလေဟိုတင်နေပြီးလို့တွေးတဲ့ခါကျရင်ဆရာဝန်ပြောတာတွေအကုန်လုံးကိုပြန်ပြောပြမယ်လေ ဟာမိုးလည်းနားထောင်ချင်တာပေါ့ အော်မိုးရဲ့ကိုပြောတာနားထောင်စမ်းပါမိုးစိတ်ကြိုက်ဆေးရုံလဲကိုသွားပေးပြီးပြီလေမလိုပဲနဲ့တင်နေအောင်ပြန်မခံပါနဲ့ကွာနော် အဲ့မှာဒါဆိုလဲဒါပဲနော် Bro,စီဗီရလား သူ့ဘက်ကစပြီးတော့ဘယ်တော့မှဖုန်းရင်မချဘူးကွာတွဲလာတာ9နှစ်ဆိုတော့သူလည်းငါသိနေတယ်ကွာ Bro ကျွန်တော်ပြောပြမယ်တန်တရားဆိုတာချစ်သူတွေကြားထဲမှာအကြီးမားဆုံးဖိုင်ရပဲအဲ့ဒီတန်တရားတေးသေးလေးဟာဗီဇလိုပဲနှစ်ကြတဲ့အချစ်တွေတန်ရောစင်တွေရောဖြစ်စည်းနိုင်တယ်ဖုံးမကန်ရုံနဲ့တော့တန်တရားမဝင်ပါနဲ့ bro ရာ 你哪西山许多人我的，有机会，你我弟弟冷心啊，我那个有个多难了，对了，我进来了，进来了，哎，我进来了没有？俺们没比别的给啥的，我们那脾气嘞，俺们对了。 ကျွန်တော်လေလူသမှုကနေကြလို့အထက်ပြန်ဝင်ခြင်းနေပေါ့ အဲ့ငါကိစ္စမဟုတ်ဘူးမင်းကိစ္စမင်းတောင်းတော့ကိုငါပေးထားပြီမင်းတရတန်ကြီးဆိုပြီးမတန်တန်ကြီးလုပ်ပြရမှာပေါ့သူမင်းကြောင့်ငါနှစ်ခါကုန်တိလား ကျွန်တော်အခြားလုံးနဲ့စားပြန်လုပ်ပြီးပါမယ်ကျွန်တော်ကိုရင်းလို့ပြန်ခိုင်းပါ မလို့တော့ဒါမှမင်းနဲ့တော်တယ်မြန်မာရေးကြောက်တာမင်းလို့တစ္ဆာမရှိရတော့ငါတို့မလို့မင်းလေးတော့ ကျွန်တော်တို့လိုရင်တော့ခေါ်လိုက်ပါ No! Nothing! ဒီလိုကောင်မျိုး
မတွေ့တော့ရှာကြံပြီးခေါ်လာနေတယ်ကျေးဇူးတင်တယ်ငမိုင်း Thank you ဟောဒီနေ့လေဟိုကျူဘူးလေးလုပ်ပြီးပါငါမအားလို့ ဟုတ်ကဲ့ရပါတယ် တော့တူလို့စုံစမ်းပြီးပါမိုးမှာတခြားယောက်ျားလေးရှိနေသလားလို့မိုးတော့မပိုင်ဒီနေ့စာပြီးသူ့ငေးကြည့်နေယောက်ျားရှိတယ်တော့ငေးကြည့်အောင်တောင်းလို့ရှိပြီပါ စိတ်ကြအဲ့ဒါတော့ Okay 要没这风，弄那别开。 ဘဝကတော့ပြန်တယ် 别买了。 ဟုတ်တယ်ကွာချစ်စရာကြီးလိုက်မလားလိုက်ဝင်ကွာ ဘယ်တွေလိုက်ဘာတွေလှဟမ်ဆွဲမှာဆရာကြီးလာလေ ရှင်းရအောင်လေတကယ်တော့အယူပဲဒီလားဘာလို့သူများခိုင်းနေတယ်အတိအကျလိုက်လုပ်နေတာလဲ ဒါကျုပ်လိုပဲလေရ ကျမပြောအဲ့တဘောပြောတာမဟုတ်ပါဘူးတချို့အရာရလေလောက်တင်မှမသိမလောက်တင်မှမသိယူမိုင်မှမသိနဲ့ရှင်းတော့မခွဲခြားတတ်ဘူးလားရှင်းအိမ်ရလူတွေရောရှင်းအောင်ဘာတစ်ခုမှမကြောက်ဘူးလား ကျုပ်ကငငယ်လေးကမီးမရှိဖောင်းမရှိဆွေမရှိမျိုးမရှိတကောင်ကျွတ်အဖေကအရက်ဖိုးလိုလို့ဆိုပြီးလူများကြီးမှာရောင်းစားသွားအဲ့ကလေးကလူများကြီးမှာဂျုံခံလိုက်ရက်ဆိုင်မှာဂျုံခံလိုက်အဖေဆိုင်မှာဂျုံခံလိုက်နဲ့ဂျုံသားဘဝနဲ့ပဲတဘဝလုံးဖြတ်သန်းလာတာဗျာအဲ့တော့ကျုပ်ကိုပတ်စံပေးပြီးခိုင်းတဲ့လူတွေရဲ့အမိန်တိုင်းတသွေမသိမ့်လုပ်တတ်တာအကျင့်ဖြစ်နေ ဒါနဲ့ကျမကိုရီရှင်းတယ်မသိသေးဘူးနော် ကျုပ်နာမည်မန်း အော်အဲ့နာမည်လားဟောအဲ့နာမည်ကမခေါ်ချင်ပါဘူးနာမည်ရင်းပြော ကျုပ်နာမည်ကြီးကဘူးမှမခေါ်တော့ကြာပါကြီးဟာနာမည်ကြီးကထွန်းလင်း ချုံးလေဒီလောက်လာရနေလို့ရှင်ဘယ်သူမှမခေါ်လဲကျမခေါ်နော် ဗျာ ဘယ်ယောက်ျားမှမကြည့်နဲ့ဆိုပြီးတော့ရှင်းကြပါလို့ကြည့် အာ ရှင်းလေတကယ်အယူကြီးပဲဟာဘာလို့မှမသိဒီဘက်လေကျမစေးတယ်ပြီ အာရပေးကျွန်တော်ညထည့်တယ်ပေး ဟောထည့်ပေးပါမယ်ဆိုရင်ဟာဒီဘက်လေရှင်းလေသူတို့ပြောမှခက်တယ်လူပဲလူလည်းမသိဒီဘက်လေပါ ဒီခိုက်တန်ကြီးကကျုပ်ကပထမဦးလို့သိထားလို့ရ ခဏ မိုးခုပါမ မိုးတင်မြမှာကိုဘာလို့လဲ တလောင်းနဲ့ကျင်းနေပါဒီရင်ဝင်ကိုနင်းကြ
ဟိုတန်းနဲ့ဖေးစစ်ချက်ချင်တာဘာလဲ ဘာမှမပါဘူးကိုဘာမှမဖြစ်ဘူးလို့ဆရာဝန်ကပြောလိုက်တယ်အဲ့ဟိုမို့တေးသေးတယ်လို့ကိုဝမ်းသာရဖို့ဆက်တာပါဟိုတင်ထဲမှာဆိုလဲဆက်နေကိုလည်းလုတ်ပြန်သွားတော့မယ် ကိုခဏနေအောင်ကိုကအခုပမာလဲ ကိုစေးရောကပြန်မိုးနဲ့စုံနေကြနေရတယ် ဟုတ်လားဟုတ်မိုးနဲ့လေဒီနေ့တင်နှန်းဆောင်မလားလို့အခဏနေစင်းတော့မှာဟိုတွေ့နေကြနေရမှာပဲစောင့်နေနော်ဘိုးအခုချက်ချင်းထွက်လာခဲ့တယ်ဒီတနေ့နဲ့မင်းလေးပဲဆိုတော့လေခဏလေးပဲစောင့်တော့ကို No masane shimwe de ka pe khani ma oh tare baro inje mu so de ya ngati ti cha cha kan so tha ကိုရဲ့အချက်မိုးလေးဆောက်ပါလို့ရှင် မြန်လာပါမို့ ဟုတ်တယ်ကိုရဲ့တင်နှန်းလာတဲ့ချင်းကလေတက်စီမစီတာမိုးလဲသူနဲ့သူကက်စီတာ ne pyaung le myan lai ta မိုးအရင်ထမ်းလာတယ်ကို ဟုတ်ကလားကိုရဲ့မိုးဒီတိုင်းမှာပဲဟုတ်ဒါနဲ့ဒီနေ့အချိန်ရဘလို့ဆရာဝန်ကဘာပြောလဲကိုကြည့်ရလေမလန်းတယ်လို့ပဲကိုဘာမှမဖြစ်တာဟုတ်ရဲ့လား ဘယ်လမ်းမလဲမိုးလဲကုံသွားတဲ့ပတ်စံတွေကိုမမျောနေရလေကိုဘာမှမဖြစ်ပါဘူးလို့မိုးကိုတန်တန်ပြောတာပဲ ဟိုဘာဖြစ်ကိုရဲ့စစ်ကြည့်လိုက်တော့လေစိတ်အေးရတာပေါ့ ဘုံဖုန်းကအကျက်ပါ ဟုတ်တယ်ကိုမိုးအဆောင်ကောင်မလေးကလေသူ့ဖုန်းပို့နေနဲ့မိုးခဏပေးရတာမိုးရဲ့ဖုန်းကဟန်းနေတော့ကိုနဲ့အဆက်အသွယ်ပြတ်မှာဆိုလို့မိုးလည်းခဏယူထားတာကိုရဲ့အချားကြီးပြောနေပါလေမိုးလေအခုဖိုက်စာနေတာဒီခုတော့စားရအောင်နော် Okay နော်အေး okay ဟေးဝိုင်းရင်ခုံပြီးစိတ်လို့ရှားပါတယ်ငါမှစီစဉ်လိုက်ဖုန်းလေးဆက်လိုက်တော့လည်းပင်ပန်းနေပြီကွာ ။ရက်ပါစီစဉ်ရှိဦး ဟာဘိုးတို့ surprise ခုပဲ ။ဘာပဲလုပ်လို့ဘုံမှာကြီးသားရှိမရှိတော့ရင်မေးတင်တယ်ထင်တယ် ဟာမရှိဘူးငါမေးပြီဘာလဲရှိတယ်ကြားလို့ရှိတယ်ဆိုရင်မရှိအောင်လုပ်ပြရမယ်မင်းတောင်မင်းတောင် ။ကျုပ်လည်းမသိပါဘူး။ကြမ်းမပြောပြ ဒီညကြမင်းမလိုက်ခဲ့ဒီမိုင်းငါစိုးစိုးကပြောတဲ့မင်းတောင်ငါနှုတ်ကထွက်တာတေးသေးကြီးဖြစ်အောင်ဖြစ်တယ်ဒါပေမဲ့အကြီးနော် အဲ့ဒါပဲဗျာ ဘုန်းနဲ့ပြောမှာကျွန်တော်လုံးဝမယုံကြည်ခဲ့ဘူးဗျာအခုတော့လုံးဝယုံကြည်လိုက်ပါပြီဗျာ ဟုတ်တယ်ဗျာကိုဖုန်းနဲ့ပြောတာတဲ့အပြင်မှာပိုတော့လှနေပြီလေဘုရားကြံကောင်းလိုက်တာဗျာ ဟင်နိုင်တော့ပြပြ
ကျွန်တော်လည်းမင်းများနော်ဒီနေ့အထူးစီစဉ်လေးတစ်ခုကျွန်တော်ပြောပြတယ်ခဏလေးနောက်ပေးပါနော်ကျွန်တော်ဘဝရဲ့အရေးကြီးဆုံးအချိန်ကြီးဆိုတော့ဒါမမဟုတ်ပေါ့ဗျာနော်ဘာလဲဆိုတော့ဘုခနေတာနော်ဟောရမို့ကျွန်တော်ဘဝရဲ့လက်တွဲပေါ်ဖြစ်ကျွန်တော်ရွေးချယ်လိုက်ပြီဆိုတဲ့အကြောင်းကြီးညာတာပါဗျာမို့ဦးချစ်တယ်ဦးမိုးရဲ့ထာဝရတရားကြီးဖြစ်ဆောက်ရှောက်ဖို့ပြီးဘိုးလက်ခံပါလက်ခံလိုက်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 ပါဒါလည်းမို့ဆရာတူလို့ဆိုရရှိတယ်ဟိုမျိုးလုံးလေးခဏလေးမိတ်ပြီနော်မိတ်လိုက်ပါ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 ဒီကနော်မိုးလက်ကလေးကိုခဏလေးဥပြီနော်ဦးကမိုးတွေလက်စားအားလုံးပဲတောက်လို့ရပါဗျာနော်ချီရပါချီရပါချီရပါရင်ခုန်ကလိုလိုက်မှုနဲ့ဖြစ်တည်လာတော့ချေဇလုံးကန်တဲ့တီဆိုကြရင်းနဲ့ချေဒီကတည်းကဖတ်တွေ့ကြတယ်ဒီကတည်းကရှောင်းနေကြစံတော်ဝါဝါနဲ့လေးအောင်မရှိပဲလမ်းမြရှောင်ရတယ်လူတရားကိုချင်မိသွားတဲ့နောက်ဘာမှမမြင်တော့ဘူးဒါကြလေးတော့ချိုးမိနေချင်မိသွားတဲ့နောက်အတားနဲ့ဘာနာလဲပြောင်းခွေသွားဟုတ်တယ်လို့ပြောတယ်ဘယ်လိုလဲတို့ပါဆက်လို့ငါမှသူ့ကိုမမုန်းနိုင်တာကွာသူငါ့ကိုမုန်းအောင်ပဲလုပ်ရတော့လို့ပြီလားမော်နီနော်ညရှစ်သူတွေဖြစ်နေပြီဘာလို့ရှက်နေရလဲမောပြန်တော့မယ်နော်နေဦးလေးမို့အဆောင်လည်းပြန်မှာမလို့တင်ထဲလည်းသွားရအောင်ပါဟုတ်ပါပြီဝစားလေးမှပြန်နေမိုးဖို့ဝစားရေးဥဝယ်ထားတယ်မို့လေအဆောင်မှာတင်ထဲအတွက်စောက်လည်းဝင်ယူရမှာဟုတ်ဒါဆိုတော့ဝစားရေးယူသွားလိုက်အောက်မှာငမန်းကြီးစောင့်နေတယ်သူလိုက်ဖို့ပြီလိမ့်မယ်ရှင်
မိုးပါသာတက္ကစီစီးပဲပြန်လိုက်ပါမယ် မိုးလေခုချစ်သူဘေးမတိရမကောက်စီစဉ်ပေးထားတာဘာလို့တင်းငင်းနေရလဲခုစိတ်ချအမင်းလိုက်ဖို့ခိုင်းလိုက်ပါနော်ခဏစဥစားယူပေးမယ်နေပါဦးရှင့်ဘာဖြစ်နေရလဲဘာအောင်မကြင်မနဲ့ဖြစ်နေရလဲဟမ် မင်းဦးဖုံတန်းအပေချစ် ဥဘက်ကနေပြောပေးကြမလို့ ဦးဖုံတန်းတော့ပြောပေးနေတာမဟုတ်မင်းတို့ပြောနေတာဦးဖုံတန်းကသဘောကောင်းမြင်မယ်မကစားတဲ့နဲ့လူအဲ့ဒီလူကအချစ်ကြီးတယ်လို့မျက်လဲကြီးတယ်ဘာမစိုးလုံးမဲ့လူမင်းစီကအကုန်ပြန်ယူမှာမင်းသိလားလား အဲ့ဘာလို့ကျမလာပြောနေရလဲ ဟာမင်းမှချစ်သူရှိရတဲ့နဲ့ဘာဖြစ်လို့ဦးဖုံတန်းကိုဖြေပေးရတာလဲ ရှင်ပြီလေ ဒီတော်တော်သစ္စာမရှိရတယ်အဲ့လိုယုံမှုကောင်းလိမ့်မယ်လို့ငါထင်ကိုမထင်ထားဘူးမင်းယုံတယ်သစ္စာမရှိတဲ့ထဲမှာအချစ်ကိုသစ္စာမရှိတာကျုပ်ဆိုးပြီးအကြီးတန်းလို့မင်းသိလား ရှင်ဘာလို့မလဲအိုးပြန်ပြောပါလား ဟေ့ကြောက်ဘူးတော့ ကိုမလုပ်နဲ့ဟိုအဲ့လိုမဟုတ်ဘူး မဟုတ်ဘာမှမဟုတ်ငါမျက်စိနှလုံးနဲ့ပေါ်တင်ကြီးမြင်နေရတာမဟုတ်သေးဘူးဆိုတော့မင်းကဘယ်လိုအခြေအနေမျိုးကြောင့်မဝင်ခံပါလဲ ကိုမဟုတ်ဘူးကိုထုံးနေရလေမိုးရဲ့မိတ်ဆွေပါမို့လမ်းကြုံလိုက်ပို့တာ မိတ်ဆွေလမ်းကြောင်မင်းတို့နှစ်ယောက်တည်းပန်းကြံထဲမှာကြည်နူးနေတာလမ်းကြောင်ပဲဟမ်မင်းကမင်းလည်းပြန်ကြည့်ရောမင်းကဖုန်းအသစ်ကားအသစ်အဝတ်စားအသစ်တွေနဲ့ဘောအသစ်စားဖို့တော့မင်းလမ်းဖောက်နေပြီလေကွာ ဟုတ်ကို ဟုတ်တယ်ငါမမွေးငါစင်းရဲတယ်ကွာမင်းကိုစုပ်ပြတ်နှုံချနေတဲ့ဘဝမျိုးမှာပဲထားနိုင်တဲ့ကောင်ကွာ ဟုတ်ပါဘူးကိုဟိုကလေကိုပဲချစ်တာမိုးပေါ်ပါလေကိုတယောက်တည်းပဲချစ်တာ ချစ်တယ်လားတော့စမ်းမင်းမစကားချစ်တယ်ဆိုတဲ့ကောင်ငါမရှင်းချင်ဘူးငါအချင်းနဲ့မတန်းနဲ့မိမဟဲ့ မိမတရားကိုလမ်းလိုက်တော့သွားရိုက်တယ်ငါကြည့်လို့ကိုမရဘူးကြည့်လို့ကိုမရဘူးကြည့်လို့ကိုမရဘူး ဘာလို့တာလဲကျမချစ်တယ်ဘာလို့တာလဲရက်စမ်းရက်လိုက်တော့ကျမပြောနေလေ ဟိုကောင်ကနင်းကိုလုံနေလေ ဝင်းပါစရာမလိုကျမချစ်တယ်တက်လေကျမခက်ရှင်းကိစ္စမဟုတ်ဘူးရှင်းပြန်တော့ ပြန်မှာသူမဟုတ်ငါယူမမင်းတိတ်ပြီးမတ်မောနေတယ်စီးတဲ့ဥစ္စာပစ္စည်းရည်နဲ့ပိုက်ဆံနေကြမှာမင်းနေခဲ့လိုက်ငါမပါတော့ ဘာလို့လဲကိုဘာမထားရလဲလို့မထားပါနဲ့ကိုဘာမထားရလဲကိုမထားပါနဲ့ကို 你陪我，哥，我们差点完了呢，我找妈妈了，我身边有谁可以找？找我。你用我陪路表。你陪我，我陪。我。哥，我找妈妈，哥，我找你。哥。我找妈妈了，哥。我找你。我必须要你妈妈。我找妈妈。对对。ခဏလောက်လာတယ်ဒီငါကိုယ်တိုင်လိုက်ရှင်းပြတယ် 我先让你要妈妈呢。
အချင်းများပြီဟုတ် စင်ပြေပါစင်ပြေပါ မို့ကိုတောင်းမှလို့ရမှာပါနော်နော် ငါတို့ကိစ္စပြောပြရတာရမ်းလွယ်ဥပုံကန်ကိစ္စကိုပြောပြမှာ မို့ဝမှာနေမင်းတက်ကိုအချစ်ဆုံးပဲသူနဲ့ဘယ်တော့မှမလဲနိုင်ဘူးဘယ်တော့မှမလဲနိုင်ဘူး မင်းတော့လမ်းစုံးနေပြီအခုချိန်ကြမှာရက်လို့ရှိရင်အနက်ပံဘာတွေဖြစ်မလဲတော့ငါမတွေးတတ်တော့ ဟာမို့အဲ့မသိဘူးဒီလည်းမသိချင်မို့ပါလေမို့နေမင်းတက်မောင်းပါပဲကြောက်တာနေမင်းတက်မို့မမောင်းပါဘူးနော်ဟုတ်သူမို့တော့တောင်းမလို့ရမှာပါနော်ဟုတ်တယ်မလားဟုတ်လားလို့သူမို့ခွင့်မမလားမို့တောင်းမလို့ရမှာပါနော်နော် မင်းရမှုတွေပြန်အောင် ဟာအပြန်ချင်ဦးပြန်ချင်ဦးပြန်လို့လည်းမရဘူးအခုချိန်ပြန်ရင်လေအဆောင်ကလက်မခံတော့တိတ်ပြီကျမလေငါချင်းနေရာကိုပျောက်ချင်တယ်ကျမရင်နေပူနေတယ်ဒီနေ့မပြောင်းကျမလေးဒီမှာတညလုံးနေမှာရှင်ကျမကိုဆောက်ရှောက်ပေးပါဦးဟုတ်တယ်မလားဆောက်ရှောက်ပေးမှာဒီစားမရှင်ရလေဦးဖုံးတဲ့ရဲ့လူယုံဖြစ်ပြီဘာဖြစ်လို့ကျမမှာချစ်သူရှိရဖြစ်မပြောတာဘာလို့လဲ မင်းစိတ်ဆင်းရဲမှာဆိုမင်းထိခိုက်မှာကိုစိုးရင် အပေါ်တွေပြောနေစမ်းပါနဲ့ရှင်ရဲ့ကျမကိုချစ်နေရမလားရှင်အကြည့်ရှင်အမွေရတယ်ပါလေကျမကိုချစ်တဲ့အရေးအရောင်နဲ့အများကြီးတွေ့ရတယ်သိလားရှင်ကျမကိုချစ်နေရမလားရှင်ကျမကိုချစ်နေရမလားဟုတ်တယ်မလားဟမ် ငါဘဝမှာချစ်တယ်လို့ဘယ်သူမှမပြောဘူးချစ်ဆိုတာပြောပြရတဲ့ညာမဟုတ်ချစ်ပြရတဲ့ညာမင်းနဲ့ပတ်သက်ပြီးဘာလို့လဲတော့ငါမသိဘူးငါကူငါပဲမသိလိုက်တဲ့အချိန်မှာမင်းရဲ့ကျွန်ဖြစ်မှန်းမသိဘူးဖြစ်နေဒီနေ့ကိုဧည့်သည်ဝင်တဲ့စင်းကပြန် အဲ့လိုပြလို့ရပါ ဘာလို့အဲ့လိုပြောလို့မရတာလဲဘာလို့အဲ့လိုပြောလို့မရတာဒီလိုသတိနေတာလည်းသိတယ်နော်ဒီလိုတတိပုဂ္ဂိုလ်ကလာပြစုပြလိုက်ဟေး ကိုအားမပြဿနာရှိလို့လည်းမသိဘူးခင်ဗျာ
ငါချစ်သူကြာကူကြီးရိုက်သွားတော့အဲ့ခွေးမတော့ငါလက်ရှာနေတာပေါ်လေဒါကအဲ့ကားလေးတော့မင်းညရတယ်မလားတဲ့တော့တယ်ဒီသူခမ်းပြီ ကိုနာမည်ပြောပြပေးပါ နာမည်ငမိုင်းရဲ့ငမိုင်းနာမည်ရင်းတော့ငါမသိပြီလားရောမခမ်းမသိဒီကားကြည့်စည်းလုံးလာတာမင်းတို့မသိဘူးလားကွာဘယ်ကန်းတဲလဲဆိုဟဲ့လေဘင်္ဂလင်းဒိုင်မန်နဲ့မျိုးရှိမှာအဲ့ဝင်ရှိလား နာမည်ဘယ်လဲမသိရှင် ရည်ရမှု ရှင် ရည်ရမှု အော်ရှိရရှင် ရှိတော့ပြီ။အော်ဘာဥဒေလို့လဲဒုက္ခ။ ရှင်းပြပြ မရှင်းပြနဲ့ရှင်မရှင်းပြနဲ့ရှင်လူရမှာ ဟုတ်ဘူး။ ရှင်းပြနဲ့ ကြောင်းလို့စီးချစ်ရွေးတော့ဟဲ့ဖွေးတော့တစ္ဆာမရှိတယ်ကွာ။ဘောဘယ်ဘောမှမသိလို့ဗျ။ဟာဘယ်ဘောလဲ။ငါရှိငါရဘောကခင်ဗျာမိုးကိုချစ်တယ်သာပြောတာ။ငါစပွန်ဆာပေးထားတဲ့မိန်းကလေးဆိုမလေးမစားလုံးမှာတော့မပေါ့တာဗျာ။စပ်ပချမင်းကပညာနဲ့မှာငါမိုးဘယ်လောက်ချစ်တယ်တော့မင်းငါပြောထားပြီလို့ဒီကောင်ကလည်းဗျာ။ ရှင်းပြနဲ့ကျွန်တော်ကြောက်ပါလေကောရေမောမင်းအဲ့လိုဘဲတကာနဲ့ပတ်အိမ်နေမိမမျိုးလားငါထင်ထားတာထက်တာအများကြီးကိုစိုးနေရမိုးတောင်းပါပါလေကိုရမိုးရှင်ပြပြစီတော့ကိုနော် မတောင်းမှန်လေတော့ငါမင်းပြောတဲ့စကားတွေငါမှတ်မိသေးတယ်ငါရှိနေပြည့်စုံပြီဆိုငါလွယ်ပြီးတော့နောက်တစ်ယောက်မရှိဘူးဆိုအခုက2ယောက်တော့ကွာမင်းဟာ တော့ကိုရတော့မိုးတောင်းပါပါလေနော်ကိုနော်ဟုတ်မိုးနဲ့တူတူညသေးပြောရအောင်နော်မိုးအားလုံးရှင်းပြပါမယ်နော်ကိုနော် မို့တူတူတူလေဘာလို့သူဖတ်ထားလဲမို့လေဒီမှာဥတော်လုံးရှိတယ်မဟုတ်ချင်ဥဖွင့်လေဟုတ်ဘာလို့လဲလွတ်လိုက်ပြုတ်လွတ်ပြီလားမ မိုးမလုပ်ဘူးမိုးလုပ်လိုက်လို့ရှိရင်ကိုကမိုးထားပါမှာမလုပ်ဘူးတော့မလုပ်ဘူး ခမရဟဲ့ငွေတွေကကျုပ်ဘွားကမိုးဘွားကဖြတ်စည်းလိုက်ပြီခမရအသက်ရွယ်နေပြီလားခမရမှာဂုံတိတ်ခါမရှိဘူးလားဟဲ့အတက်ကိုထဲမပြောနဲ့အတက်ကြီးအချစ်ကပိုကြီးရနားလဲလားဒီမှာငါမူးငါနှလုံးသားထဲငါရေမကြီးတော့ငါချစ်တာနော်အကုန်ကြီးနေပြီပဲ အချစ်အဆန်ရှိတယ်သူကအချစ်ကိုနားမလည်ဘူးဗျခမရလိုတထေးတစ်ယောက်ကမိုးကိုချစ်တယ်ဆိုတော့ဖြစ်နိုင်လား ပြောင်းဘူးမိုးနဲ့ပတ်သက်လာငါစင်းဘောခုံစင်းကခုစင်းကခုံစင်းရတယ်မိုးကလည်းငါ့ပြန်မေးမိုးကငါရောက်ကိုအရေးကြီးတယ်ရော ခမရလိုမျိုးလူသားနဲ့ဒီတစ္ဆာကိုရှိတယ်မိမနဲ့တန်ပါလေဗျတန်ပါလေ ကိုအဲ့လိုမလုပ်ပါဘူးလေကိုမိုးကလေမိုးဘာလို့မှမချစ်ဘူးကိုပဲချစ်တာကိုပဲချစ်တာ ဟာမိုးလည်းဘလို့ပြောချလိုက်တာလေဒီမှာဥတရားလုံးရှိတယ်လေနေမှာအားနာကိုအဲ့လိုပြောချလိုက်သိရောရေမကြီးတကူစုပ်ကပ်ပတ်ကုန်ပြီဘလို့ပြောလိုက်တာလေဟမ် တော်တယ်မကြီးပါဘူးမင်းငါနဲ့ပြီးပြီ ကို မိုးကြီးရလေ မတော်ရပါတော့ကိုမင်း Then they answer why never
ခါတည်းလေးနော် ဦးနဲ့ဆောင်တွေ့ခြင်းဟာမိုးဘဝကိုပြိုလဲသွားစေတာပါ။ဦးနောက်ထပ်ပြောင်းမှုတော့ခင်အောင်ရှိတော့ချင်ပါတယ် ဘိုးအဲ့ဒါမပြောနဲ့တော့ကွာအသေးကွေးတယ်ဆိုတာခဏပဲပြီးရင်နေသားကြပါလိမ့်မယ်နော်ဥပဒေလာလိုက်နေလာလိုက်ကြပါတပါလေ ။ဒီထဲမှာဦးပေးထားတဲ့ဖုန်းရောပတ်စံရောလက်စွပ်ရောပါတယ်။ဟောကျန်တဲ့ပတ်စံတွေကိုတော့မိုးအချစ်ချပြန်ဆက်ပါမယ်။မိုးနေမင်းတက်စီပါပဲရှင်းတန်းချင်းတယ်။ဦးနဲ့မိုးနဲ့ကိစ္စပြီးပြီ ဦးတော့မပြီးဘူးလေဦးတော့မိုးလို့လေမိုးဟိုကောင်မိုးထားခဲ့ပြီမိုးဘာမျောနေနေရလဲဒါဦးနဲ့လိုက်ခဲ့ပါ ။မိုးဝင်းနဲ့ပစ္စည်းဥစ္စာတွေကြားမှာခဏတည်းတာယာမိတော့တာပါ။ပြီးတော့ဦးကိုတန်ရောစင်ဖြစ်မိပြီးတော့ဟောလမ်းချောင်းမှာပေါ်မှာရှောင်မိခဲ့တယ်။အခုမိုးပြင်ဆင်တော့မယ်။မိုးနေမတင်တော့ပါပဲ။တက်တလုံးနေတော့ပါ ဟိုဦးထွက်မစင်စားပြီးတော့လားဦးကမိုးချစ်ပါလေဦးကမိုးငုံထားမတက်ချစ်တာလေးမိုးရဲ့အဲ့ဘုသိလား ။မိုးနေမတက်ကိုချစ်တယ်။အဲ့ဒါမိုးနှလုံးသားတွေဟာမပြောင်းလဲတဲ့အစစ်အမှန်ပဲ။ဟုတ်ဆက်ခဲ့ပါလေဦး ဟောတခုတော့ကိုကြီးမင်းတောင်းတဲ့လောက်ဝင်လာပြီးနေနောက်ဆုံးငါစီတင်တော့မင်းလူချင်းနဲ့ဆိုနေပြီးနေဘာလို့ဟိုကောင်ရှိလို့မိုးငါရှိပြန်မလားဒီကောင်မရှိရင်မိုးငါစီပြန်လာမှာ 你俺这里来个没拆呢，这。 မင်းဘာလာလောက်တာလဲမင်းနဲ့ငါနဲ့ကိစ္စတွေကပြီးပြီနော်ငါတို့ကဘာမှမဆိုင်တော့ဘူး မဟုတ်ဘူးလေကိုရဲ့ချစ်တော်ကမောပါကိုလမ်းခွဲချင်တယ်လေကိုကလမ်းမခွဲပေးနိုင်ဘူးကိုရဲ့ဟဲ့ကိုမလေးငါရှိတယ်ဒီငါချစ်သူကြားခေါ်မစင်းစားနဲ့ ဟာမင်းမရှက်ဘူးလားငါချစ်သူမင်းဘာမှပြောနေစရာအကြောင်းမရှိဘူးနော် तू ကမင်းလိုမျိုးသစ္စာမဖောက်ဘူးကွာ ကိုတောင်းမှပါတယ်ကိုရဲ့မိုးခွင့်လို့ပေးပါနော်မိုးပြင်ဆင်ပါမယ်ကိုမိုးလေကိုခွင့်လို့တဲ့အထိတောင်းမှပါမယ်နော် မရတော့ဘူးကွာငါသူနဲ့လက်ထပ်ပြီးနေပြောင်းတော့မှာမင်းနဲ့ငါနဲ့ထပ်ပြီးတွေ့စရာဘာအကြောင်းမှမရှိတော့သလိုငါမင်းမျက်နှာကိုလည်းနောက်တစ်ချိန်ထပ်ပြီးမမြင်ချင်တော့ဘူးကွာ မပြောနဲ့မပြောပါနဲ့မချားချင်ဘူးကိုမိုးပဲချစ်ရမယ်ကိုဘယ်တော့မှမချစ်ရဘူးတော့မိုးသေးလိုက်မယ်ကိုမိုးသေးသွားလိုက်မယ်ကိုမတောင်းပါနဲ့နော်
ဒီမှာဘာမှမပတ်သက်တော့လို့ပြောနေရလေ ဟဲ့နင်ဝင်မကြမလို့နော်မိုးတောက်ပါမိုးခွန်းလို့ပေးပါနော်ခွန်းနော် တော်ရွာ ဟဲ့မင်းကြောင့်မူနာကျင်နေပြီကွာ ရှင်တော့မလုပ်တာလေကျမချစ်သူထက်ထီကျမရှုံတတ်မှာနော် တပ်ပလိုက်မင်းနာကျင်နေကနေလို့ကိုမရဘူးဒီကောင်မင်းကိုနာကျင်အောင်လုပ်တာကြည့်လို့လည်းမရတော့ဘူးမင်းကိုနာကျင်အောင်လုပ်တဲ့လူဘသူ့ကိုပဲဖြစ်ဖြစ်ကတတ်မှာ ရှင်မတော်ကြည့်နေခိုင်းလို့လေရှင်နဲ့မဆိုင်ဘူးရှင်ထွက်သွား မင်းကသာမဆိုင်ဘူးပြောနေတာဟောကောင်ဘက်ကတော့မင်းနဲ့ဆိုင်နေတာတော်တော်တိတာတယ် တော့ဆိုင်မဆိုင်ဝါလေဝါငါကိုပဲချစ်တာပါ မင်းဘေးမှာငါထပ်ပို့ပြီးချစ်ပေးနိုင်တယ်ဆိုရင်ရှိတယ်ပဲငါ့ကိုလုံရောက်ခွင့်ပေးပါတော့ မိုးရှိခိုးပြီးတောင်းမှပါရဲကိုရမိုးမရစပ်ပါနဲ့နော်မိုးတောင်းမှပါရဲနော်ကို ငါဘဝမှာတခါပဲချစ်ခဲ့တယ်အချစ်ဆိုတာတခါလောက်လေးတစ္ဆာဖောက်မိရအလုံးသားအကောင်းတိုင်းပြန်မဖြစ်တော့ဘူးဒီဆုံးသွားတဲ့ငါတို့ရဲ့ချစ်တယ်ညှိမြှုပ်လိုက်ပါတော့ ဘာလို့မလုပ်ပါနဲ့ကိုမိုးတောင်းမှပါကို ဟာပြန်လာပြန်လာခိုင်းတဲ့ကိစ္စအဆင်ပြေဟာအဲ့ဒါလို့လေတခါပြအောင်မလုပ်လေဘာမငွေလို့လားငါငွေဘယ်တော့ထပ်ပြရ ကျုပ်ခင်ဗျားစီမှာလုံးမလုံးတော့တဲ့ကြောင့်လာပြောတာ ဘာပြောလဲ ခင်ဗျားတို့စကားအရပြောရမယ်ဆိုရင်ကျုပ်သခင်သိရပါ ဘာဖြစ်တာလဲမင်းလူတော်ငါပြီးမပြောထားဘူး ဝေနဲ့နိုင်ရှင်လို့မရတဲ့အရာတခုနဲ့ကျုပ်ကိုဆယံပေးပြီးငှားတော့ မင်းဘာကြောင်တာလဲဟမ်လောကကြီးမှာငွေလောက်တန်ဖို့ရှိရရှိအောင်လားအဲ့ဒါဘယ်သူလဲဘယ်ရ မင်းချစ်သူကိုမင်းဘယ်တော့ချစ်လဲဆိုတော့ငါသိပါတယ် ရှင်ကျမတော့သွားပါတော့ရှင် သွားမှာပါမင်းကိုပြောစရာရှိကိုစောင့်နေတာတကယ်တော့ဦးဖုံးတန်းနေမင်းတွေကိုတတ်ဖို့ငါ့ကိုခိုင်းတာလား ရှင်လောက်ရဲလောက်ကြည့်နော် ငါကိစ္စတခုကိုမြန်ဆန်ဆန်ပြီးဖြတ်တယ်ငါသာတတ်လိုက်ရင်နေမင်းတွေတေးရကြဒီလောကကြီးရောက်ရှိ ကျမတောင်းဝင်ပါရရှင်မိုးချစ်တော်လေဘာမှမလုပ်ပါနဲ့နော်မိုးရှိခိုးပြီးတောင်းဝင်ပါတယ် အလုပ်တစ်ခုကိုခိုင်းကျွန်တယောက်လိုလုပ်တတ်တဲ့ငါမင်းမျက်ရည်မြင်တော့အရာအလုံးတွန့်ဆုတ်သွားတယ်ဘာမစိုးလက်မယွန်းတတ်တဲ့ငါမင်းနာကြည့်မှုတွေမြင်တော့တွေးဝေသွားတယ်မင်းငိုရတာကိုမြင်တာမရှင်ဘက်တယ်နာရတမျိုးပဲ မိုးချစ်ကိုဘာမှမလုပ်ပါနဲ့နော်မိုးလည်းလေချက်ပြီးနားကြအောင်မလုပ်ပါနဲ့တော့ အမေကိုပြောထားတာလေဘုံဘုံတန်းနဲ့မပတ်သက်ပါနဲ့သူကမင်းကိုချစ်နေတယ်လွယ်လွယ်နဲ့လက်လျှော့မှာပေါ့အတိရ
တစ်ခါမိုးထွက်လောက်ပြီးပါလားမိုးကအလုပ်ရှင်နေမိုးကပေးချပတ်စံတော့မရှိဘူးဒါပေမဲ့ရှင်လို့ချင်တာတောင်းပါမိုးတရားတန်ချစ်ပေးပါမယ်ကိုကာကွယ်ဖို့အတွက်ဆိုရင်မိုးဘာမစိုးအကုန်လုပ်မယ် မင်းမသိလို့ပါမင်းကငါ့ဘောကိုမိုးထားတယ်ကောင်းတယ်မင်းတို့အစွမ်းကုန်လုပ်ပြီဒါပေမဲ့ခုပဲငါလုပ်တယ် ဘာလဲမိုးဘာပေးရမလဲပြောပါ ငါတို့လူရှုပ်ချမ်းဘဝကြမ်းတယ်အောက်ခြေကကြီးစားရင်ချစ်တတ်ပါတယ်အဲ့ဒီတော့တန်ကြီးရတော့မင်းစီကအနမ်းတစ်ပွန်းတော့ဆိုငါဘဝတစ်ဘဝစာလုံတော့ပါ ရတယ်အဲ့တန်ကြီးကိုကျမပေးပြီးအလုပ်အပ်ပါတယ် ကျုပ်ကဦးခမည်းရဲ့တပည့်မဟုတ်တော့ဘူး။မင်းအဲ့ဒါမမေ့နဲ့။ကျုပ်သားဖြစ်ရင်ဘူးမှကံမကောင်းဘူး။ဖေးရောကြီးရဲ့လက်ပြတ်မကတ်။အခုကျုပ်ကမိုးရဲ့ဂျုံဖြစ်နေပြီဆိုတော့ခင်ဗျာမိုးနဲ့ဝေးဝေးနေလို့ခါထဲလာတယ်။ဘယ်ကောင်လာပြီးတော့လာတားနေလား။မစင်းလာပြော။မစင်းလာပြော။ ခင်ဗျာအချစ်ကိုဖန်တီးဖို့ကြိုးစားနေတာဒီမှာဦးဖုံးပန်းချစ်ဆိုတဲ့ညာဖန်တီးလို့လည်းမရဘူးဝယ်လို့လည်းမရဘူးဒီလိုကအချစ်ကိုလာစားပွဲလားဟဲ့ဘာမို့ဘလို့ချစ်လို့တော့နိုင်နေမှာပါဖြစ်ငါလည်းသိတယ်ငါတော့မိုးကိုချစ်တဲ့ကောင်ကဘာမှမရှိဘူးမင်းကြီးလားဆင်းတော့တက်အဲ့ဒါခင်ဗျာနေခဲ့လိုက် ချစ်ဆိုတဲ့ညာပြောပြရတယ်ချစ်ပြရတယ်ညာခင်ဗျားတို့တခါတည်းနောက်ဆုံးစကားပြောတာအခုမိုးကကျုပ်ရဲ့စောင့်ရှောက်မှုအောက်ကိုရောက်နေမိုးဖိခိုက်စေလိုက်ရင်အားလုံးခင်ဗျားရှောက်ကျုပ်ကရဲမှာနော်ဘာမှပြီးမဆိုင်ဘူး